တင်းချမ်းကြီးတွေကစီတန်းလေးလေးနေကြတော့တရေများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ MN Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Ninja Style နိုင်ငံရဲ့မြန်မာလာတဲ့တောင်တန်းတွေပေါ်မှာ Trisimba လို့ခေါ်တဲ့ရွာလေးတစ်ရွာရှိပါတယ်။ဒီရွာလေးဟာတောင်ပေါ်ရွာလေးတစ်ရွာဖြစ်ပြီးတော့အပေါ်စီးကကြည့်ရင်တော့အင်မတန်သာယာလှပတဲ့ရှုခင်းတွေကိုတမျောတစ်ခေါ်ကြီးတွေ့ရမှာပါ။ဒါပေမဲ့ရွာရဲ့အရှိတ်ဘက်ဆူဆူကတုတ်တန်ဟောင်းကြီးကတော့ဒီနေရာကိုမလာဖို့တားဆီးနေတယ်လို့ပါပဲ။ဆိုတော့ဒီတုတ်တန်ကြီးနဲ့ပတ်သက်ပြီးတော့ပြပြဆုံဆုံသိရဖို့အတွက်စောင်းလေးချုံနဇလေးတက်ပြီးတော့ဗီဒီယိုကိုစုံတဲ့အထိအတူကြည့်လိုက်ရအောင်ပါဒီတုတ်တန်သိရှိရာတောင်တန်းဒေသကသမိုင်းတစ်လျှောက်မှာသဘာဝဘေးအန္တရာယ်တွေအလွန်ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့နေရာတစ်ခုပါမကြာခင်နောက်ဆိုသလိုတောင်ပြိုမှုတွေမြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးတော့မိသားစုလိုက်ရွာလုံးကျွနီးပါကန်ဆိုးမုံမောင်ကြပြီးစက္ကန့်ပိုင်းအတွင်းမြေမြုပ်အသက်ပြောက်ခဲ့ရတဲ့ဖြစ်ရက်ဆိုးတွေကလည်းတမိုင်းမှာအများကြီးရှိပါတယ်။အဲဒီတုန်းကအသေးဆုံးသွားတဲ့သူတွေကရုံမှန်မိဖို့တောင်ခဲရင်တဲ့အထိဆိုးဆိုးဝါးဝါတေးကြေခဲ့ရတာဖြစ်ပါတယ်။သူတို့ရဲ့အလောင်းတွေကဒီနေ့အထိအဲ့ဒီတောင်ဆောင်ကြီးရဲ့အောက်ဘက်မှာရှိနေဆဲဖြစ်ပါတယ်။အလောင်းတွေတင်မြေအောက်မှာပိတ်မိနေရတော့မဟုတ်ပါဘူး။သူတို့ရဲ့ဝိညာဉ်တွေကလည်းဒီနေ့ချိန်အထိကြွတန်းမဝင်သေးပဲမြေအောက်မှာမြုပ်နေတဲ့ခန္ဓာကိုယ်တွေကိုဆွဲလန်းတဲ့စိတ်ကြောင့်တရေတွေဖြစ်နေရပါတယ်။ဒါကြောင့်မဲ Trisimba အသင်းချိုင်းက Lancaster နိုင်ငံမှာတရေအချောက်ဆုံးနေရာတစ်ခုဖြစ်လာခဲ့တော့တာပါ။အထူးသဖြင့်မြို့နှင်းတွေအထူးထူးထက်ထက်ကျဆင်းနေတဲ့ညမျိုးတွေမှာဆိုရင်ဒီနေရာကိုဖြတ်တန်းသွားလာဖို့တဲ့တောင်တက်သမားတွေနဲ့ဒေသခံတွေကထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမကြာခဏကြုံတွေ့ရလိမ့်ရှိပါတယ်။အဲ့ဒါကတော့ညဆိုရင်ဒီတောင်ကျောတစ်ဝိုက်မှာစီတန်းလေးလေသွားလာနေကြတဲ့ဝိညာဉ်တွေကိုမြင်ရလိမ့်ရှိတယ်ဆိုတာပါပဲ။မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရလာမိုင်းညတွေမှာ19ရာစုခေတ်လောက်ကတောင်ပေါ်သားတွေဝစ်စင်လေးရှိတယ်။ရှေးဟောင်းအဝတ်အစားတွေကိုဝစ်စင်ထားတဲ့လူအုပ်ကြီးတစုကတင်းဆိုင်မြေမှာတန်းစီပြီးတော့လမ်းလျှောက်နေကြတာကိုမြင်တွေ့ရတတ်ပါတယ်။သူတို့ရဲ့လက်ထဲမှာလည်းဝါချင်းချင်းမီးအိမ်ဟောင်းတွေကိုကင်ဆောင်ထားကြပြီးတော့အမောင်တူတွေကိုတိုးဝင်နေတာပါ။သူတို့ကလမ်းလျှောက်နေကြတယ်ဆိုပေမဲ့သူတို့ရဲ့ခြေထောက်နဲ့မြေကြီးကအထိမနေပဲလေးပေါ်မှာလွင်မျောနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒေသခံတွေပြောတာကတော့ဒီဝိညာဉ်တွေကမြေပြိုမှုကြောင့်သေဆုံးပြီးအလောင်းပြန်မရခဲ့တဲ့ဝိညာဉ်တွေလို့ဆိုပါတယ်။သူတို့ဟာကောင်းကောင်းမွန်မွန်မြေမြုပ်တကြိုမခံရတာကြောင့်ဒီနေ့ထိတုတ်တန်မြေထဲမှာသူတို့နားခိုရမယ့်ကိုတင်းချမ်းကိုလိုက်ရှာရင်းနဲ့လှည့်လည်နေကြတာပါ။တခါတလေအဲ့ဒီလူအုပ်ကြီးရဲ့စီကနေလေတိုးတန်လို့ငိုကြီးတန်လို့အတန်မျိုးတွေကိုကြားရတတ်ပါသေးရဲ့။အနားကိုတိုးသွားပြီးကြည့်မယ်ဆိုရင်တော့ခုနကကြားနေရတဲ့အတန်တွေရောလူတွေပါအစအနရှာမရအောင်ကိုပျောက်ကွယ်သွားပါတော့တယ်။အဆိုပါတရေဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုလည်း comment မှာရေးခဲ့ပါအောင်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။